ဘာလုံးမမြင်လာခိုင်းတဲတဲ့ channel ပြန်နေကြိုဆိုလိုက်ခိုင်းတာအဲဒီ channel ကြီးမြန်မာနိုင်ငံပြည်ပနေတယ်ကြောင်းတယ်ရက်တစ်ဆက်ပြီးတယ် channel ပြတယ်ကျွန်တော် channel မှာဆောင်းချက်ထောက်ပါတယ်ကျွန်တော်ခု wrestling လုပ်မဲ့တဲ့လေးကိုကျွန်တော်ရဲ့တူကြည့်တယ်မှာ let's go အားလုံးပဲဒေါ်လန်ပြည်သူများနဲ့ညီကိုများမင်္ဂလာပါကျွန်တော်ဒီနေ့ပြောမှဖြစ်မဲ့အရာလေးတခုပြောဖို့ရှိပါတယ်အဲ့ဒါကကျွန်တော်တို့ဒေါ်လန်ကြီး9နှစ်ကျော်ကြာလာတာနဲ့အမျှကျွန်တော်ဒေါ်လန်ကြီးအင်အားစုဟာတိုးမလာဘဲနဲ့ဖြည်းဖြည်းရုပ်ရော့လာပါတယ်ကြာဆုံးသွားကြတာတွေရှိတယ်ကြောင်းပြကြမျိုးမျိုးနဲ့အနားယူသွားကြတာတွေရှိတယ်မူရင်းတည်းမခိုင်လို့ဗပြောင်းသွားကြတာတွေရှိတယ်နော်အဓိကကျွန်တော်ပြောချင်တာကကြောင်းပြကြမျိုးမျိုးနဲ့ဒေါ်လာကြီးကနာသွားကြတဲ့ညီကိုတွေကိုပြစ်တာရက်ခံနေတာပါမိသားစုအဆင်မပြေလို့နာသွားကြတဲ့ညီကိုတွေရှိတယ်ပါစင်တွေကအဆင်မပြေလို့နာသွားကြတဲ့ညီကိုတွေရှိတယ်များသောအားဖြင့်ဦးဆောင်သူလူကြီးတွေရဲ့လုပ်ရက်တွေကိုမကြိုက်လို့နာသွားကြတဲ့ညီကိုတွေကပုံများပါတယ်အဓိကလည်းအဲ့ညီကိုတွေကိုကျွန်တော်ပြောချင်တာညီကိုတို့အပြစ်ပြောတာမဟုတ်ရပါဘူးညီကိုတို့အပြစ်ပြောတာလည်းမဟုတ်ဘူးညီကိုတို့ပြန်လို့အပ်နေပါပြီကျွန်တော်တို့မကြိုက်လို့ရတယ်ကျွန်တော်တို့ရှုံးလို့တော့မဖြစ်ဘူးဗျကျွန်တော်တို့မတိုက်လို့မရဘူးကျွန်တော်တို့စားခဲ့တဲ့ဇလန်းကိုလမ်းတော့မှထားခဲ့လို့တော့မရဘူးဗျကျွန်တော်တို့ဒီအခြေအနေရောက်အောင်ပြည်သူတရားလုံးနဲ့ကျွန်တော်တို့တွေဆွဲခေါ်လာခဲ့ကြပြီစတင်ခဲ့ကြပြီဖြစ်တယ်အဲ့တော့ကျွန်တော်တို့အဆုံးသတ်မှရမယ်ဒီကလာတဲ့တွင်းမှာဆုံးရှုံးသွားတဲ့မိသားစုတွေပြည်သူတွေလူငယ်တွေလူကြီးတွေအစုံပေါ့ဗျာဒီနိုင်ငံထဲမှာနေတဲ့ပြည်သူတရားလုံးပေးဆက်လိုက်ရတာကြီးအများကြီးပဲရှိတယ်အဲ့ဒီຢာတွေကကျွန်တော်တို့ပြည်သူတရားလုံးနဲ့ကျွန်တော်တို့စတင်ခဲ့တဲ့လူတွေမှာတာဝန်ရှိတယ်ဆိုပေမဲ့ကျွန်တော်တို့လက်နက်ကင်လမ်းတွေကိုရွေးချယ်ခဲ့ကြတဲ့လူတွေမှာပိုပြီးတာဝန်ရှိတယ်အဲ့ဒီအတွက်ကျွန်တော်တို့တွေတန်ရတန်ကြီးပြန်လုပ်ပေးမှရမယ်သူတို့ရဲ့ဆုံးရှုံးနစ်နာမှုတွေသူတို့ရဲ့ပေးဆက်မှုတွေအတွက်ကျွန်တော်တို့တန်ရတန်ကြီးတော့ပြန်လုပ်ပေးမှရပါမယ်ဒီတိုင်းပြစ်ထားခဲ့လို့မရပါဘူးဒီတိုင်းမျက်နှာလွှဲကဲဖြစ်ကိုအဆင်ပြေရင်ပြီးရောဆိုပြန်နေလို့မရပါဘူးဒီကလာထဲမှာလည်းအဆင်မပြေနိုင်ဘူးအဲ့တော့ကျွန်တော်တို့အဲ့တန်ရတန်ကြီးကလည်းနိုင်မှပဲဖြစ်မှာကျွန်တော်တို့မနိုင်လို့ရှိရင်စနေဟောင်းနဲ့ပြန်သွားရမယ်စနေဟောင်းထဲမှာခွေးတွေနွားတွေလိုပုံသွင်းခံထားရတဲ့စနေထဲမှာပြန်နေရမယ်အဓိကကတော့ကျွန်တော်တို့ဒီလမ်းစဉ်ကိုရွေးခဲ့တဲ့လူတွေအကုန်လုံးအသက်ရှင်ဖို့တော့မသေးကြပါဘူးအဲ့တော့ကျွန်တော်တို့နိုင်မှရမယ်ရဲဘော်တို့အပြစ်ပြောတာမဟုတ်ပါဘူးရဲဘော်တို့ခမရတို့ပြန်လိုအပ်နေပြီခမရတို့လိုအပ်နေပြီခမရတို့ပြန်လာမှရမယ်ခမရတို့ကျွန်တော်တို့စခဲ့တဲ့ဇလန်းကိုဒီတိုင်းတဝက်တစ်ပြက်နဲ့ထားခဲ့လို့မရဘူးအဲ့တော့လူကြီးတွေလည်းကျွန်တော်ပြောချင်ပါတယ်ဒီအခြေအနေတွေဒီလောက်ဖြစ်ပြနေတာမြင်နေရသားနဲ့ဒီတိုင်းကြီးဆက်မသွားကြပါနဲ့ကျွန်တော်တို့ပြန်ပြီးညှိညှိနိုင်နိုင်တိုင်တိုင်မင်မင်နဲ့ကျွန်တော်တို့လမ်းကိုအောင်မြင်အောင်ရှောက်ဖို့လိုပါတယ်ဒီတိုင်းဆက်သွားနေမှဆိုရင်လည်းဘယ်လူငယ်မှဘယ်တော်လန်ရေးသမားမှတော်လန်ရေးလုပ်ချင်ကြတော့မှာမဟုတ်ဘူးအဲ့ဒါဆိုကျွန်တော်ရှုံးဖို့ပဲရှိပါတယ်မရှုံးရင်တော့တော်လန်ရေးကနှစ်ပေါင်း10ချီရာချီကြာဖို့ပဲရှိပါတယ်ကောင်းလာတာဘာတစ်ခုမှမရှိပါဘူးကိုယ့်ရဲ့ဖြစ်ချင်တဲ့စိတ်လေးတွေကိုခဏအောင်အိတ်သိခံပြီးတော့ကောင်းမွန်တဲ့ပုံစံနဲ့ဥဆောင်ကြပါကောင်းမွန်တဲ့ပုံစံမျိုးနဲ့ပုံဖော်ကြပါလူငယ်တွေလည်းခင်ဗျားတို့ပြန်လိုအပ်နေပါပြီခင်ဗျားတို့ပြန်လာခဲ့ကြပါဒါတော့ပါပဲကျွန်တော်အများကြီးမပြောတတ်တော့အများကြီးမပြောတော့ဟုတ်ပါဘူးလူခုတစ်စက်မဲ့တဲ့ရအောင်အဲ့တော့ဘာလို့ညနေလို့မလဲမနိုင်ပြန်ဆုံးကြညမှာစ